ညဘက်ဖျားတွေပါရှစ်ခိုးပြက် ရှစ်ခိုးပြည့် ငါးပါးတီလာတို့ပါတော့ကြားမှုနဲ့ထင်ပါ ဟုတ်ကဲ့ ဆိုတော့ okay အဲ့ဒါဆိုနည်းနည်းလေးရုပ်ပြပါ ဘုရားတရားတန်ခါမြတ်ဆရာ ဓမဲခေါ်ပေးမကြီးတဲ့စိတ်တစလီးဖြတ်သမားဟဲ့ဘာမှလဲမှ ချက်စီးနဲ့ Nottingham Forest နဲ့ကန်မှုရှိရယ်ဘယ်အသင်းနိုင်မယ်လို့ထင်လဲ နိုင်မယ်လို့ထင် ဒီဗီဒီယိုကြည့်နေသူကအသက်16နှစ်ကျော်ပြီလားဒါဆိုရင်တော့မိတ်ဆွေလူကြီးတယောက်ဖြစ်ပြီလို့ပြောလို့ရတယ်လောကကြီးကိုစပြီးတော့လူမှုရေးစီးပွားရေးကိုထိတွေ့ရတော့မယ်အဲ့မှာကျွန်တော်ခုပြောတဲ့၃ချက်ကိုမဖြစ်မနေသိထားဖို့လိုတယ်နံပါတ်1ချက်ကသူများပြောတာတွေတိတ်အာရုံမဆိုင်နဲ့ အိုးတင်ញအောင်ဘယ်လိုလဲမနဲ့ဖေဖေပြ อ๋อစိတ်တည်ငြိမ်အောင်ဘယ်လိုလုပ်ရမလဲအေးရီးစားနဲ့ဝေးနေ CPPLE ကိုဘယ်လိုအတန်ထွက်လဲဆလာမတော့ဟောအားလိုက်တာဟေး APPLE ဝုံး